နာမည်ဦးကြီးစီးရဲပဲဦးကြီးဒီမှာဦးကြီးလားဒီနောက်ခေါ်ပါခင်ဗျရလားကျွန်တော်အော်ရရတယ်ဦးတကူရရတယ်ဝေးပြီးတော့ဟိုသတ်ပါဦးသတ်ပါဦးပြီးတော့ဘိုးချစ်လာမယ်အေးဝေးလာမယ်ဆိုလီမရှိအစားပြောက်လားဆိုလီတော့လာခိုင်ဝါတာခိုင်ဝါဝေးရတယ်ကဒေတာပြီတော့အဘွားတဲ့တော့နားနာဘွားတဲ့တော့ခဏလေးဘွားကြီးဒီတော့အပနဲ့ပြီးရဟုတ်နဲ့ဘူခွေးလာမယ်ပြီးတော့ဒေါ်ချိုရှိလားဘုရားဝိုင်းယူတဲ့လူကဒေါ်ချိုစားပြောက်လာအေးကိုကမှတ်တာအဲဒေါ်ချိုကသူရှိရောက်သွားပြီဒေါ်ချိုဖုန်းပေးမောင်ပြီးကျော်စေရစင်းနေလို့ပါကျော်စေရတဲ့ကျော်စေရပြီးဇင်းမင်းထွန်းဒေါ်တာဦးကျွန်တော်စာရေးမှာရေးထားတဲ့မြစ်တာပါရီမြမှုကူညီအသင်းကဘင်းလာတော့လာပြီးလူလာပါခင်ဗျနေမျိုးလုံးလာပြီးမြစ်တာပို့ပေးပါနော်နေမျိုးအေးကြောင်မလို့ငါလည်းသုံးတော့ဘာလို့ကြောင်ဒီခါရမရဒီတော့အားပေးရတာအေးကြောင်ကဲလာအေးကြောင်အားလုံးကြည့်ရဦးတင်ရဲ့ဦးတယ်လာဒေါက်ခင်ရွှေမရှိရစားလာပြီပါဒီမှာမရှိမလားဦးငယ်ကြီးရိုးလွယ်ဘုံမိုးဝါထိုင်ကနောင်ခုပြန်စားမယ်မောင်တူတဲ့လူရတာဦးလိုက်ရတယ်ပေါ့ညိုလွယ်နဲ့သူ့ကိုပဲဒီကြတဲ့လည်းလည်းကြာလေးစီရောနာမောလာတယ်နာမောယုံချူရဲတဲ့စာရေးကြရလို့ရှင်းဖတ်ဒီမျိုးတော်ရခါလာဒီလိုရိုက်လေနားတော့ကြိုင်ကမလုပ်တော့ဘူးဟာလာဗီဒီယိုတွေအကုန်ဗီဒီယိုတွေလာထားလိုက်ဒီမှာတပုတ်ယူလိုက်အမခဏဆွဲတာရိုက်တယ်ဘိုးတူတဲ့ဟောပြေးထပ်ဘိုးတူဒီဘက်ကလေးနှိမ့်လိုက်ကျွန်တော်ဆိုဒီဘက်ကတောက်ဆုံးအောက်ကို
ခေရွှေလာမယ် ခေရွှေ โอเคရွှေ လာပြီ โอเคရွှေဒီပန်းမုံလာမယ်ပန်းမုံ ဘန်းတော့ဆမ်မုံဒီပဲပါ ဒေါ်စန်းတင်ဘာပေါ့ကြီး ဘာပေါ့ဘူး ဦးစိုးကြီး တို့ကိချာကိချာ ဘာပေါ့ကလေး သားပေါက်ကလေးတဲ့ သွားခွင်း ဒေါ်ရွှေမီဒီမေတော့ဒီမေတော့ ဖုန်းကြီးချန်လေးရမှာဘုံအဲ့ဒီ ဦးသိန်း မုန်း ရွှေ နေဘောတော့ပါလို့သားလို့ ဒီလူတွေကအရန်ကြာ အောင်မြတ်သူ ကောင်းရသူ နဲ့ဒီမှာလားဇော်မျိုးထက်ညဘက်ယူလေဇော်မျိုးထက်လာပြီလားမောင်မြင့်နိုင်မောင်မြင့်နိုင်မောင်မြင့်နိုင် ဒါ မောင်မြင့်နိုင်ပြီးတော့ဒေါ်အောင်ကြီးလာမယ်ပြီးတော့ဒေါ်ဝါကြီးလာမယ်ပြီးတော့ဦးမြောက်ဟုတ်လာမယ်တန်မျိုးစောလာမယ် ပြောပြလိုက်နှစ်လိုက်ပဲချားလို့နော် ပြီးတော့ဦးစောဟန်လာမယ် တို့ဟာလူကြီးတွေခောက်တိုက်ပြီးတော့ ဦးနိုင်ခင်လာမယ် တက်ဖိုးမင်းဝင်ဖိုးမင်း ဦးနိုင်ခင်ဦးလွင်လာမယ် လူကြီးတွေပါလား ဦးလွင် လာတို့ဒီနာကတို့ဒီနာမှာဒီရောက်နေ ဒီလားဒီလား ဒီအဲ့ဒါမင်းတို့ လက်ညောင်းလိုက် အာလည်းဆက်နေကြဆက်နေဆက်နေ အဲ့လို အဲဒီနာမှာပြည့်သွား50နဲ့ပေါင်းရင်ပြည့်သွားပြီဒီနာမှာရေမြုပ်နေတဲ့ အဲ့မှာဟိုက ဒရာထက်တန်လို့ရေမြုပ်နေတဲ့သူကြီးရဲ့ မတိုင်း ဒီလိုနေတာတော့ခင်ဗျားတို့အဲ့ဥပဒေကိုလည်းညှို့ကြပါဗျာ